ရင်သွေးရတနာလေးတွေကိုရှင်ပြုနာတာအလူတော်ကျင်းပပေးမဲ့မေမေခိုင်နှင်းဝေပရိသတ်များလုံးမင်္ဂလာပါရှင် Celebrity MM ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကြီးမားတဲ့ရီမန်းချက်ကြီးတစ်ခုနဲ့ရင်သွေးရတနာလေးတွေကိုရှင်ပြုနာတာအလူတော်မင်္ဂလာကြီးကျင်းပပြုလုပ်ဖို့အတွက်စီစဉ်နေရကတော့ပရိသတ်မင်းသမီးမေမေခိုင်နှင်းဝေဖြစ်ပါတယ်လူတိုင်းကလေးစားရသလိုအားကျစရာကောင်းလာတဲ့အာကအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ပရိသတ်မင်းသမီးကြီးခိုင်နှင်းဝေကတော့ကလေးငယ်တွေရဲ့မေမေတစ်ယောက်လည်းဖြစ်ပြီးတော့လေးစားမှုတွေကိုရရှိနေတဲ့သူပါသူမကိုယ်တိုင်အိမ်ထောင်ပြုတ်ပြီးဝမ်းနဲ့လွယ်ပြီးတော့မွေးထားတဲ့ကလေးတွေမရှိပေမယ့်အခက်အခဲဒုက္ခတွေကြောင့်စွန့်ပစ်ခံကလေးငယ်လေးတွေကိုခေါ်ယူမွေးစားဆောင်ရှောက်ခဲ့တာအတော်လေးကြာနေခဲ့ပါပြီ။အခုဆိုရင်တော့ကလေးပေါက်စအရွယ်ကလေးကသူမမွေးစားဆောင်ရှောက်ခဲ့တဲ့ကလေးလေးတွေကိုတည်သက်လိမ်မာတဲ့အရွယ်ရောက်လာချိန်မှာကုသိုလ်ရစေဖို့အတွက်အလှတော်မင်္ဂလာပွဲကြီးကိုကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ဒီအလှတော်မင်္ဂလာပွဲကြီးကိုပြုလုပ်ရတဲ့ရည်မှန်းချက်ကနောက်ထပ်တစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့သူမရဲ့ရင်သွေးငယ်လေးတွေကိုနောက်ဖြစ်လျာဘဝတိုင်းမှာအခုလိုမျိုးမိမဲဖားမဲနဲ့မိသားစုတကွဲတပြားနေထိုင်ရတဲ့ဘဝမျိုးကိုမရောက်စေခြင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အတိတ်ဘဝကဝေကျေးကန်နေကြောင်းအခုဘဝမှာမိဘတွေနဲ့ဝေးကွာခဲ့ရပြီးတော့တနာစရာကောင်းတဲ့အဖြစ်မျိုးကိုကြုံတွေ့ခံစားနေခဲ့ရတာပါဒီအထက်ကမှအစိုးရကအကောင်းဆိုတယ်လို့ပဲသူမနဲ့တွေ့ပြီးတော့ကောင်းကောင်းမွန်မွန်နေထိုင်ကြည်ပြင်းခွင့်ရလာခဲ့ပေမယ့်မိဘအရင်နေနဲ့နေထိုင်ရတာမျိုးလောက်တော့နှွေးထွေးလုံခြုံမှာမဟုတ်တော့ပါဘူးဒါကြောင့်မကောင်းတဲ့ကုသိုလ်ကံတွေကိုဒီဘဝမှာတင်ကျေပြီးတော့ဘဝဆက်တိုင်းမိသားစုဆောင်လင်စွာနေထိုင်စေဖို့အတွက်ရည်မှန်းပြီးတော့အခုလိုမျိုးအလှတော်မင်္ဂလာပွဲကြီးကိုကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်ဒီအလှတော်မင်္ဂလာပွဲကြီးမှာဆိုရင်အနေငယ်တည်တဲ့လိမ္မာနေပြီဖြစ်တဲ့တားလယတနာ17ယောက်နဲ့သမီးလယတနာ17ယောက်တို့ကိုရှင်ပြုနာတာပေးတော့မှာဖြစ်ပါတယ်ဒီလိုမျိုးအလှတော်မင်္ဂလာပွဲကြီးကျင်းပဖို့အတွက်စိတ်ကူးပေးစီစဉ်ခဲ့တာကလည်းအတော်လေးကြာနေခဲ့ပြီဖြစ်ပါတယ်ဒီကြားထဲကမှတခြားသောပရိသတ်လုပ်ငန်းတွေနဲ့အလုပ်တွေမျိုးစုံရှုပ်နေရကြောင်းအချိန်ကြန့်ကြာနေခဲ့ရတာဖြစ်ပြီးအခုတော့သူမရဲ့စံထားအတိုင်းအကောင့်ထဲဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။ကလေးငယ်လေးတွေကိုပြဿနာမျိုးစုံကြားကနေခေါ်ယူဆောင်ရှောက်ကျွေးမွေးနေရသလိုကြောင်းလဲထားပေးခဲ့ရပြီးတော့လိုအပ်ချက်မရှိအောင်ဆက်ဆက်ရရစီမံပေးနေခဲ့ရတာပါ။ဒီကြားထဲမှာကလေးတွေရဲ့ဘဝကံကြွေးတွေပြေပြောက်စေဖို့အတွက်အလှတော်မင်္ဂလာပွဲကြီးကျင်းပဖို့အတွက်အစီအစဉ်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့သားသမီးရတနာစုစုပေါင်း22ယောက်ကိုရှင်ပြုနာတာပေးသွားမှာဖြစ်ပြီးတော့နောက်နှစ်တွေမှာလည်းထပ်မံပြီးတော့အရွယ်ရောက်လာတဲ့သားသမီးရတနာတွေကိုအမှုထားပြီးတော့ရှင်ပြုနာတာမင်္ဂလာပွဲကြီးကိုထပ်မံပြုလုပ်ပေးသွားအောင်မှာဖြစ်ပါတယ်ကလေးလေးတွေအကုန်လုံးအတွက်တတ်နိုင်သမျှအလှဒါနတွေပြုလုပ်ပေးနေခဲ့ပြီးတော့မိဘမရှိလို့ရှင်ပြုနာတာမလုပ်ရတာမျိုးမဖြစ်စေဖို့အတွက်မေမေခိုင်နှင်းဝေကတော့စေတနာမေတ္တာကြီးမားစွာနဲ့စီစဉ်ပေးနေခဲ့ပါတယ်သူမကိုယ်တိုင်ကလည်းသားသမီးရတနာအရင်ချမရှိပေမဲ့အခုလိုမျိုးမြတ်တာတရားအပြေအဝနဲ့စောင့်ရှောက်ပေးခဲ့တဲ့ရင်သွေးရတနာလေးတွေကြောင့်ယဟန်အမအလူဒါရိကမာကြီးအဖြစ်ခံယူခွင့်ရရှိသွားခဲ့ပါပြီ။ဒါကြောင့်အကုန်လုံးကိုအကျိုးရှိစေတဲ့အလူမင်္ဂလာပွဲကြီးကျင်းပနိုင်ခဲ့တဲ့အတွက်မေမေခိုင်နှင်းဝေရဲ့စီမံမှုကိုအားလုံးကလေးစားနေကြရပါတယ်။သားသမီးရတနာရင်သွေးလေးတွေအတွက်ရှင်ပြုနာတာအလူတော်မင်္ဂလာပွဲကြီးကိုပထမဆုံးချိန်ကျင်းပပြုလုပ်သွားတော့မယ့်ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အစောနဲ့ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။